မင်္ဂလာပါဆရာမရွှေကျူးနဲ့မိဘပြည်သူများရှင်ဆရာမရွှေကျူးမှတစ်ဆင့်ကူညီချစ်စစ်ပေးပါတော့နုံသာကင်းမဲ့လူသားများအဖွဲ့မှလူရန်ပေးတော့နှစ်ပြည့်နေမှုများကိုကျွန်တော်တို့ပြည်သူမြစ်တာစစ်ဆောင်စကန်တင်မှာရှိတဲ့မိဘပြည်သူများကိုတိုက်ကျွေးနေတဲ့မှတ်တမ်းဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ရှင်ကျွန်တော်တို့ပြည်သူမြစ်တာစစ်ဆောင်စကန်တင်မှာရှိတဲ့အခက်အခဲများကိုဆရာမရွှေကျူးကိုယ်တိုင်ဖြစ်စေအလူရှင်များကိုစစ်ကူညီချစ်စစ်ပေးခြင်းနဲ့ဖြစ်စေကူညီလူရန်ပေးခဲ့တာတွေအတွက်ကျွန်တော်တို့ပြည်သူမြစ်တာစစ်ဆောင်စကန်တင်မှာရှိတဲ့မိဘပြည်သူများကအတိုင်းမပြည့်ဝန်းတာလာပါတယ်ရှင်ကျေးဇူးလည်းအများကြီးတင်ရှိပါတယ်ရှင်ဒီခုလိုလူရှင်များနဲ့ချိတ်ဆက်လူရန်ပေးပါတော့ဆရာမရွှေကျူးနဲ့မိဘပြည်သူများသည်ဘေးရန်ရဲ့ကင်းရှင်းပါစေနေ့ရက်တိုင်းကိုအစဉ်ပြေပျော်ရွှင်စွာဖြတ်ကျော်နိုင်ပြီးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ဆုတောင်းမေတ္တာပို့တာရပါတယ်ရှင်တောင်းတော်များတွေလည်းကျမတို့ပြည်သူမြစ်တာစစ်ဆောင်စခန်းအတွက်ကူညီပေးပါအောင်လို့တောင်းဆိုချင်ပါတယ်ရှင်ဆရာမကိုကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်